ဒီမိန်းကလေးဟာအရန်ကိုလှပလုံးတာကြောင့်ငငယ်လေးကလေးကသူမရဲ့အလှကိုဖုံးကွယ်ဖို့အတွက်အယုတ်ဆိုးတဲ့မိတ်ကပ်တွေကိုပဲအမြဲလင်းချေခဲ့ရပါတယ်စိတ်နှလုံးရက်ဆက်တဲ့သူမရဲ့မိသားစုဝင်တွေကလည်းသူမဘလောက်တောင်ချောမောလှပတယ်ဆိုတာကိုတခါမှမသိခဲ့ကြပါဘူးသူတို့ရဲ့အာယုံဆိုင်မှုတွေအားလုံးကချောမောလှပတဲ့မွေးစားညီမလေးစီမှာပဲရှိနေခဲ့တာပါနောက်ဆုံးမှာသူတို့ကမွေးစားသမီးအတွက်ငွေကြေးရဖို့အတွက်သူမကိုရဲရဲဆက်ဆက်နဲ့ပဲသတင်းဆိုးတွေထွက်နေတဲ့ရက်ဆက်တဲ့လုံးသူစီယိုတယောက်နဲ့လက်ထပ်ဖို့စီစဉ်ခဲ့ကြပါတယ်မင်းကလာဦးညမှာတော့စီယိုဟာမိန်းကလေးရဲ့အယုတ်ဆိုးလာတဲ့ရုပ်သွင်းကိုမြင်ပြီးမျက်ရည်ကျမတက်တောင်ဖြစ်သွားခဲ့ရပါတယ်သူဟာသူမကိုအိမ်ပေါ်ကနေမောင်းချဖို့ကြံရွယ်ခဲ့ပေမဲ့တကားပြင်ဘက်မှာသူ့အဖိုးကချောင်းသားထောင်နေတာကိုသိလိုက်ရပါတယ်ဒါကြောင့်အခြားရွေးချယ်စရာမရှိပဲအဖိုးကိုလှည့်စားနိုင်ဖို့အတွက်သူမနဲ့ရင်းရင်းနှီးနှီးရှိဟန်ဆောင်ခဲ့ရပါတယ်အစပိုင်းမှာတော့ဒီဇနီးကိုသူတကယ်ကိုမုန်းတီးမိခဲ့တာပါဒါပေမဲ့တနေ့မှာတော့သူမမိတ်ကပ်မပါတဲ့ဓပုံကိုမတော်တဆမြင်လိုက်ရတဲ့အခါမှာသူအံ့ဩမြင်တက်သွားခဲ့ရပါသူ့ဇနီးဟာအသက်ရှူမလောက်အောင်လှပနေုံတင်မကပဲသူကိုယ်တိုင်လည်းအကြကြီးအားကြလေးစားနေခဲ့ရတဲ့ဒီဇိုင်းလောကရဲ့ကနဝင်ပညာရှင်တစ်ယောက်ဖြစ်နေမှန်းသိလိုက်ရလို့ပါပဲသူဟာသူမအပေါ်အေးဆက်ဆက်ခံခဲ့မိတာတွေကိုနောက်တရသွားပါတော့တယ်သူကသူမကိုအမှားပြင်ဆင်ပြီးကောင်းကောင်းမွန်မွန်ပြန်ဆက်ဆံဖို့ပြင်နေတော့မှာပဲသူမရဲ့မွေးစားမိဘတွေနဲ့မိသားစုဝင်တွေကသူမကိုနှိပ်စက်နေတာကိုတွေ့သွားပါတယ်အဲ့ဒီအရေးကြီးတဲ့အချိန်မှာပဲသူဟာအရှိန်အဝါပြင်းနဲ့ရှေ့ကိုတက်လာပြီးသူ့ဇနီးကိုရင်ခွင်ထဲမှာကာကွယ်ထားပြီးမင်းတို့မိသားစုမနှက်ထန်ကြရင်လောကကြီးမှာရှိတော့မှာမဟုတ်ဘူးလို့ဒေါသတကြီးကျုံးသွားလိုက်ပါတယ်သူမပထွေးကြောက်လန့်တဲ့ကြားနဲ့ခွင့်လွှတ်ဖို့တောင်းပန်ခဲ့ပေမဲ့နောက်ကျသွားခဲ့ပါပြီအဲ့ဒီနောက်မှာ CEO ဟာမင်းကလေးကိုပွေ့ချပြီးအိမ်ကိုခေါ်သွားခဲ့ပါတယ်ကားပေါ်ရောက်တဲ့အခါမှာတော့အယံမူးနေတဲ့မင်းကလေးဟာရဲရဲတင်းတင်းပဲရှင်ကိုကျမနမ်းလို့ရမလားလို့မေးလိုက်ပါတယ် CEO ကဘာမှပြန်မပြောနိုင်ခင်မှာပဲသူမရဲ့အနမ်းတွေကသူ့နှုတ်ခန်းထက်ကိုကြားရောက်လာခဲ့တဲ့နောက်နေ့မနေ့နိုးလာတဲ့အခါမှာတော့မင်းကလေးဟာညကကိစ္စတွေကိုပြန်မှတ်မိပြီးပြပြတလဲတုံးလို့သွားပါတယ်သူမသွားပြီလို့တွေးမိပြီးတောင်းပန်ပါတယ်ကျမမှားသွားပါတယ်ကျမကိုခွင့်လွှတ်ပေးလို့ရမလားဟင်လို့ထက်ခါတလဲလဲတောင်းပန်နေခဲ့ပါတယ်ဒါပေမဲ့သူမမသိတာတခုကတော့ CEO ရဲ့ရင်ထဲမှာအတိုင်းမသိဝမ်းသာပီတိဖြစ်နေခဲ့တယ်ဆိုတာပါပဲ